Hello အားလုံးပဲမင်္ဂလာပါတကယ်ရှင်တို့ပေါ့နော်ဒီ loose powder နဲ့ပတ်သက်ပြီးမှာပေါ့နော်မားနေတဲ့အချက်လေးတွေကိုတီးရအောင်ပေါ့နော်ကျွန်မ share လုပ်ပေးသွားမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့ကျတော့ဒီ foundation ဒီ loose powder ကိုပေါ့နော် foundation ပြီးလို့ရှင် loose powder တောင်းလိုက်တယ်ပေါ့နော်အဲ့ဒီအချက်ကလုံးဝမားတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုမျိုးfoundation ပြီးလို့ရှင်ဒီ loose powder သုံးချအဖြစ်ပေါ့နော်ငါတို့ဒီ loose powder ကဒီ foundation ကိုသူကတိတ်ပေးလိုက်တာအုပ်ပေးလိုက်တာပေါ့အပေါ်ကနေအကုန်လုံးကိုချုပ်ပေးလိုက်တဲ့သဘောဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီငါတို့ပန်းနီတွေအပေါ်ကနေထပ်လိုက်မယ် control အပေါ်ကနေထပ်လိုက်မယ်ဆိုလုံးဝကြည့်လို့မကောင်းပါဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ပေါ့နော်ကိုက loose powder ဘယ်လိုသုံးရမလဲဆိုရင်ပေါ့နော်ငါတို့ foundation ပြီးလို့ရှိရင်ပန်းနီတွေတစ်ခါနဲ့သုံးရပါမယ် contour တစ်ခါနဲ့ချရပါမယ်ပေါ့နော် concealer တွေတစ်ခါနဲ့သုံးရပါမယ်ပေါ့နော်အဲ့လိုမှကိုက make up သားစိတ်ဝင်မှုအားကောင်းပြီးမှလာမယ်ပေါ့နော်မဟုတ်လို့ရှင်တော့အပေါ်ကနေအုပ်ထားတယ်လို့မျိုးဖြစ်တယ်ပေါ့အဲ့ဒါကြောင့်loose powder သုံးနေချိန်မှာပေါ့နော်အဲ့လိုမျိုးမဖြစ်ရအောင်ဒီ video လေးကိုလုပ်ပေးလိုက်ချင်ဖြစ်တယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ် bye bye like ကျမရဲ့ account လေးတွေကို like and follow လုပ်ပေးကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ် bye see you next video